မင်္ဂလာပါရှင်နီလာ fashion and design ကနေကြိုးပါရရှင်ဒီတစ်ခေါက်တော့အမတယောက်မေးထားတဲ့ပတ်တန်လေးပေါ့နော်ဒီပတ်တန်လေးကိုဆွဲပြခိုင်းထားတယ်လာတော့အရှိမပေါ့နော်ညလဲတောင်ပတ်တန်နေတော်တော်များများတင်ထားပြီးပေးဘူးရရှိတယ်ပေါ့နော်တစ်ဆက်သေးလဲတောင်ပေါ့နော်ဒါကလည်းတစ်ဆက်သေးလဲတောင်ပဲပေါ့နော်အဲ့အမဆွဲပြပေးဆိုလို့ပေါ့နော်နာကဒီပတ်တန်လေးကိုဆွဲပြပေးပါမယ်ရှင်သူကပေါ့နော်တစ်ဆက်သေးလဲတောင်ပဲဒါပေမဲ့ဒီမှာကကြတော့ရှေ့မှာဖြတ်ဆက်ကလေးသုံးထားတယ်ပြီးရခါမှာသူကပေါ့နော်ဒီမှာဟိုလေပင်ပုံစံကလည်းအရှက်ပေါ့နော်ဟိုဘက်ဒီဘက်ပြန်ပြီးအရှက်ထက်ထားတဲ့ပုံစံလေးပေါ့နော်ဒီရှေ့ချမ်းကအဲ့လိုပုံစံလေးပေါ့နော်အဲ့တော့နာတို့ဒီပတ်တန်လေးကိုနာဆွဲပြမယ်ပေါ့နော်အဲ့တော့ကိုသုံးနေကြ basic frame ကနေစပြီးတော့ညာတို့လိုက်ပြီးတော့ဆွဲမယ်เนาะအဲ့တော့အရင်ဆုံးနီလာတို့ကဒီမှာက level တောက်လေးတစ်ခုထိုးပေးမယ်ပေါ့เนาะသူကို level တောက်ကိုညာတို့က 1cm ပဲသုံးပေးမယ်ပေါ့เนาะlevel တောက်ကို 1cm အနေထားယူထားမယ်သူကကြတော့V shape level ပုံစံလေးပေါ့เนาะအဲ့ဒါကိုမှအရှက်ဖုံးထားတဲ့ပုံစံလေးပေါ့နော်အဲ့ဒီအချိန်မှာကိုကတော့ customer ရဲ့ဘယ်ဘုံညာဘုံကိုတစ်ချက်ပြန်စစ်ပေးရမယ်ပေါ့နော်အဲ့တော့လာတို့ရပြီဆိုရင်အရင်ဆုံးလာတို့ level တောင်level ပေါ့နော်တစ်ဆက်သေးလဲတောင်လုပ်မယ်လဲတောင်လုပ်မဲ့အတွက်လာတို့အရင်ဆုံးဒီဘက်ကိုတော့လာတို့ထုံးစံလာကိုပြောပြနေကြအတိုင်းပဲပေါ့ 1cm ရွှေ့မယ်နော် 1cm ရွှေ့ထားပြီးရခါမှာသူ့ကိုအရင်ဆုံးလာတို့က level တောင်ထောင်မယ်ပေါ့နော်ဒီမှာမြင်အောင်လို့နည်းနည်းကြီးကြီးလေးဆွဲပြပေးထားတယ်ပေါ့နော်အဲ့လိုထောင်ဖို့အတွက်တော့ထောင်ပြီးသွားပြီဆိုရင်ဒီဘက်ဘေးဘက်ကိုပေါ့နော်ဘေးဘက်ကိုလာတို့ကဒီဘက်ကို 0.5 လောက်ထပ်ပြီးတော့ရွှေ့ပေးမယ်နော်ရွှေ့ပေးပြီးရခါမှာသူကလက်ဖောင်းလေးယူထားတာလည်းနည်းနည်းသေးတဲ့အတွက် 1cm ပဲနာယူထားပေးရနော်ယူထားပြီးတော့ရင်ကျန်နဲ့သွားဆက်ပေးထားမယ်ဆက်ပေးပြီးရခါမှာလာတို့ဒီဘက်ကို4cm လောက်ရွှေ့မယ်ပေါ့နော်တတ်မှတ်ချက်တစ်ခုထားပေးလိုက်တယ်ဘာလို့လဲဆိုတော့ရှေ့နဲ့နောက်နဲ့တွဲတဲ့ခါမှာညီနေအောင်လို့ပေါ့နော်အဲ့တော့နာတို့ဒီမှာ 0.5 ထွက်ထားတဲ့နေရာနဲ့သူ့ကိုပေကွေးလေးနဲ့ဖြစ်ဖြစ်လက်ကလေးနဲ့ဖြစ်ဖြစ်ဒီလိုအဝိုက်လေးပေါ့နော်ပြပြလေးပြန်ပြီးတော့ရှော့ချလာမယ်ရှော့ချလာပြီးရခါမှာ level မောက်ဖောက်မယ်ပေါ့နော် level မောက်ဖောက်မယ် level မောက်ဖောက်တဲ့အချိန်မှာလဲနာတို့ကသူ့ကိုဒီမှာပေါ့နော်တောက်မှအနေထားလေးတစ်ခုဆွဲချပေးမယ်အဲ့ရဲ့ဘောင်အတွင်းထဲကိုဒီဘက်ကြီးကိုဝင်မသွားအောင်နော်ဝင်သွားရင်မလှတော့ဘူးအဲ့တော့နာတို့ဒီမှာတောက်မှအနေထားလေးတစ်ခုဆွဲထားမယ်ဆွဲထားပေးပြီးတဲ့အခါမှာနာသူ့ကိုကိုကားပေါ့နော် level မောက်ဖောက်တဲ့အခါမှာဒီအောက်ကို3 to 5cm လောက်ထိချလို့ရတယ်ဝေရဲပေါ့နော်ပြီးရင်မဝေရဲဘူးဆိုလဲကိုကရင်ကျန်လောက်ထိယူလို့ရတယ်ဒီ level မောက်ဖောက်တာကြတော့ကိုဝိမဲ့လူပေါ်မှာမူတည်ရပေါ့နော်အဲ့တော့တစ်ချက်မေးပြီးတော့ဆွဲလို့ရတယ်အဲ့တော့နောက်ဒီအောက်ကိုနောက်တို့ကဒီမှာlevel တောက်လေးယူလိုက်တယ်ပေါ့နော်ယူပြီးရခါမှာနေလာသူကိုသူကအရှက်ပုံစံဖြစ်တယ်ပေါ့နော်ပြီးရခါမှာသူကအဖုံးပေါ့နော်အဖုံးဟိုပေါ့နော်ရင်ဖုံးလိုပတ်တန်လေးဒီဘက်မှာအဖုံးရှိသေးတယ်အဲ့ဒါလာလို့သူကိုအဖုံးဒီဘက်ကိုထုတ်စာအတွက်နှဆွဲမယ်ပေါ့နော်ကိုကပတ်တန်ကိုဒီလိုမျိုးမသုံးတတ်ဘူးဆိုရင်လာတို့ပတ်တန်ကိုနှစ်ချမ်းဆွဲပေးထားမယ်ပေါ့နော်ပတ်တန်ဒီဘက်မှာလည်းတက်တစ်ခုဆွဲပေးထားမယ်လာတို့ဒီမှာကတစ်ချမ်းစာပဲဆွဲလိုက်မိတဲ့အတွက်လာတို့ဒီမှာ BP ရှိရပေါ့နော်ဒါက BP ပေါ့ကိုရဲ့ BP ကနေပြီးတော့ဒီဘက်ကိုထုတ်မယ်ဆိုရင် BP ကဒီမှာရခဲ့တဲ့တန်မိုးကိုဒီဘက်ကို +1 ပေါင်းပေးရမယ်နော် 1cm ပေါင်းပေးပြီးတော့လာတို့ဒီမှာမြင်းလေးတစ်ခုထောင်ထားပေးမယ်ထောင်ထားပေးပြီးတဲ့အခါမှာသူ့ကိုလာတို့ကဒီမှာဖြတ်ဆက်အနေနဲ့အောက်ကိုကျလာမှာဖြစ်တယ်ပေါ့နော်ဖြတ်ဆက်အနေနဲ့ကျမှာဖြစ်တဲ့အတွက်ကိုကလည်းဒီညမှာကိုကဘယ်လောက်ယူမလဲပေါ့နော်ဒီအပေါ်ကနေလာတို့ဖြတ်ဆက်အနေနဲ့ကကြတော့ဘယ်လောက်ယူမလဲတော့ဆိုတော့ပေါ့နော်ကိုရဲ့ customer ကိုလည်းမေးရမယ်ဘယ်နားလေးမှာဖြတ်ဆက်လောက်ယူခြင်းမလဲကိုသူ့ရဲ့ဖြတ်ဆက်အနေထားကိုတိုင်းမယ်ပေါ့နော်တကယ်လို့ကိုကမတိုင်းထားလို့ဆိုရင်လာတို့မှန်းချစ်အနေနဲ့7 to 8cm လောက်အပေါ်ကိုလာတို့တက်တယ်ပေါ့နော်တက်ပြီးတော့အဲ့နေရာကိုနီလာတို့ကဖြတ်ဆက်ယူမှာပေါ့နော်အဲ့တော့လာတို့သူ့ကိုဒီနေရာမှာဖြတ်ဆက်တစ်ခုယူမှာပေါ့နော်ဒါလေးကိုမှတ်ထားမယ်အဲ့ဆိုရင်လာတို့ဒီအမှတ်ကိုဒီဘက်မှာလည်းအတူတူမှတ်လိုက်မယ်เนาะမှတ်ပြီးရခါမှာသူက level ကိုဒီမှာတစ်ဆက်တည်းအောက်ထိဆွဲချလာတာပေါ့เนาะ
ဇက်တဲ့အောက်ထိဆွဲချလာတာအဲ့ဒါကအရှက်ယူမှာပေါ့နော်ပြီးရင်ကိုကဒီမှာမှတ်ထားတဲ့နေရာရှိရပေါ့နော်နေရာရှိရဒီဘက်မှာလည်းရှိရအဲ့အောက်ကိုတော့နေရာတို့ကထပ်ပြီးတော့ဘယ်လောက်ဆင်းမလဲဆိုတော့ဒီမှာသူကတောက်အောက်လေးကိုမတိမတာလေးအောက်လေးကိုနည်းနည်းအောက်ချထားရပေါ့နော်အဲ့တော့1 to 1.5 လောက်နာတို့ဒီနားထပ်ချမယ်ချပြီးရဲ့အခါမှာသူ့ကိုဒီ level ပေါက်နေရာနဲ့ဒီလိုမျိုးလေးစောင်းချလာမယ်ပေါ့နော်မတိမတာလေးဒါလေးကစောင်းချတာစောင်းယူထားတာပေါ့နော်အဲ့တော့ပြီးရဲ့အခါမှာလည်းဒီနေရာမှာလည်းကိုကဒီအပေါ်ကိုကဒီမှာယူထားတဲ့မြင်းအတိုင်းပဲနာတို့ကဒီမှာပေါ့နော်မြင်းအတိုင်းလေးမှတ်ထားတယ်အဲ့နားလေးကိုလည်းသူ့ကိုဒီလိုတောင်းနေသွားဆက်ပေးမယ်အဲ့တော့သူ့ပုံစံဒီလိုလေးဖြစ်သွားပြီเนาะနာကမြင်းအောင်ဆွဲပြပေးထားတယ်ကိုကဒီမှာရေကူးတောက်သုံးမလားပခုံးတောက်သုံးမလားကြိုက်တဲ့တောက်ကိုသုံးလို့ရတယ်ဒီမှာတော့တောက်တောက်တဲ့ကိုဒီ main တောက်တစ်ခုတည်းကိုပဲသူကသုံးထားတယ်ပေါ့နော်သုံးတဲ့အချိန်မှာနာတို့ကသူ့ကိုဒီမှာပေါ့နော်ဒါကအဖုံးချမ်းလို့ဖြစ်သွားတာပေါ့နော်အဖုံးချမ်းလို့ဖြစ်သွားတာအဲ့အဖုံးချမ်းကိုလည်းလာတို့ကဟိုပေါ့နော်ရင်ဘုံနေလိုမျိုးတချမ်းနဲ့မယူတော့ဘူးဒီဟာကိုပဲလာတို့ကယူဟိုဘက်ဒီဘက်နှစ်ခုပေါ့နော်ဒါကိုပဲယူဖြတ်ထုတ်လိုက်မှာဖြတ်ထုတ်ပြီးတဲ့အခါမှာလာတို့ဒီကြားထဲမှာသူ့ကိုဒီကြားထဲမှာထည့်ပြီးတော့ဒီဖြတ်ဆက်နေရမှာပေါ့နော်ဒီဖြတ်ဆက်နေရမှာသူ့ကိုထည့်ပြီးတော့ဒါလေးကိုအရှက်ကလေးကိုထည့်ချုပ်သွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ညီတို့ကခွဲပြီးတော့အဖုံးရင်ပုံးလိုမျိုးဟိုဘက်ဒီဘက်ဒီလိုမျိုးပေါ့နော်ဒီလိုတစ်ချမ်းနဲ့မယူတော့ဘူးဒါကိုပဲအပြည့်နှစ်ခုညှက်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေရာလေးမှာပြီးရင်ဒါလေးကိုထည့်ချုပ်သွားမှာဖြစ်တယ်ပေါ့နော်ဒီတောက်နေရာမှာသူကကြတော့ဖြတ်ဆက်ကိုဒီဘက်ထိမယူထားဘူးပေါ့နော်ဒီနေရာလေးဒီတောက်နေရာထိပဲဖြတ်ဆက်ကိုယူထားပေးရဖြစ်တယ်ပေါ့နော်အဲ့တော့ညီတို့ကအပိုင်းအနေနဲ့ဒီမှာဒီအပေါ်ပိုင်းအတွက်ကကြတော့ S1 ဖြစ်မယ်ဒီဘက်တစ်ချမ်းအနေနဲ့ကြတော့ S2 ဖြစ်မယ်ပေါ့နော်ကိုကဒီမှာပေါ့နော်ရေကူးတောက်ယူလဲရတယ်ပခုံးတောက်ယူလဲရတယ်အဲ့ဒါလေးကိုညီတို့ကဖြတ်ထုတ်တာပေါ့နော်အဲ့တော့အပိုင်းနှစ်ပိုင်းဖြစ်သွားတာပေါ့နော်အဲ့တော့ဒီအောက်ပိုင်းမှာလည်းတစ်ပိုင်းရှိသေးရဲ့ပေါ့နော်ဒီအောက်ပိုင်းအတွက်ကကြတော့ at3 ဖြစ်သွားမယ်ပေါ့နော်ဒီဟာအတွက်ကအောက်မှာတစ်ပိုင်းရှိသေးတယ်ပေါ့နော်ပြီးတဲ့အခါမှာဖြတ်ဆက်အောက်မှာじゃဖြတ်ဆက်လေးတစ်ခုရှိရဲပြီးရင်ဒီအချက်ကိုဘယ်ပုံလားညာပုံလားအဲ့ဒါကိုတစ်ချက်ကြည့်ပြီးတော့ငါတို့ဒါကိုထည့်သွားမှာပေါ့နော်အဲ့တော့ဒီရှေ့တန်းပတ်တန်ကဒီလောက်ပဲပေါ့နော်ကိုက level ကိုအရန်အ height ကြီးသုံးနေဆိုရင်ဒီဘေးနားမှာထပ်ပြီးတော့ငါတို့က 0.7 လောက်ထပ်ပြီးတော့တောက်ကလေးတစ်ခုထိုးပေးရမယ်နော်အဲ့ဆိုရင်ငါတို့ဒါရှေ့တန်းပြသွားရင်နောက်ချမ်းကိုသွားမယ်နောက်ချမ်းကလည်းယူရှေ့မှာယူထားသလိုပဲ 1cm ယူမယ်အဲ့ဒါလေးကိုတောင်းမှန်နေတာထောင်မယ်ထောင်ပြီးတော့ဒီဘက်ကို 0.5 လောက်ထုတ်မယ်ဒီဘက်ကို 4cm အနေထားယူထားမယ်ဒါကကြတော့လက်ဖောင်းစာအတွက် 1cm ကြောကျင်နဲ့ဒါလေးကိုသွားဆက်မယ်ဒါကဖြတ်ထုတ်ကမှာပြီးရင်ဒီ 0.5 ထွက်ထားတဲ့နေရာနဲ့ဒီ 4cm အမှတ်ကိုတွားပြီးတော့လမ်းပြီးတော့ဆက်လိုက်တာပေါ့နော်လေတောင်ဖြစ်တဲ့အတွက်နောက်ကိုဒီမှာတန်းယူထားမယ်ယူထားပြီးတဲ့အခါမှာဒီ 0.5 cm နဲ့တဒန်းနဲ့ဒီမှာသူ့ကိုရထားလိုက်တာပေါ့နော်တဒန်းနဲ့အနေထားလေးရှိရဲပြီးရင်ဒီအောက်မှာနည်းနည်းလေးခြိုက်ဝင်သွားမှာဖြစ်တဲ့အတွက် 1 cm ယူမယ်ယူပြီးတဲ့အခါမှာဒီ 0.5 နဲ့သူ့ကိုဒီလိုလေးသွားဆက်ပေးမှာပေါ့နော်ဒီခါနေရာမှာတော့ 1 cm ကြောစားပေးမယ်ဒီ lemon tape နေရာနဲ့သွားပြီးတော့ဆက်ထားတာဒါကတော့ငါတို့ဒါကလုံနေကြအတိုင်းပဲပေါ့နော်ဒါကဒီလိုမျိုးလေးနောက်မှကြတော့သူကစစ်တက်မယ်ပေါ့နော်ဒီမှာစစ်ရှိရဲစစ်စာက 2.5 cm ယူထားတယ်ဒါကနောက်ချမ်းဖြစ်တယ်ပေါ့နော်နောက်ချမ်းကတော့ယူလေးပဲအဲ့တော့သူတို့ရဲ့ပတ်တန်လေးကဒီပတ်တန်လေးပေါ့နော်ဒီအမမေးထားတဲ့ပတ်တန်လေးပေါ့နော်အဲ့တော့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်เนาะပြီးရင်ကွတ်စာယူတဲ့အချိန်မှာလည်းရိုးအိမ်ကြီးယူတယ်လို့ပဲကွတ်စာလေးယူပြီးတော့တွဲချုပ်သွားရုံပဲပေါ့เนาะအဲ့တော့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်ကောင်းသောနေ့လေးဖြစ်ပါစေမသိရရှင်လည်းမန်မှာမေးခဲ့ပြီးလို့ရပါတယ်ရှင် Messenger ကြတော့တိတ်မသုံးပြလို့ပေါ့เนาะငါအားလေးတစ်ခုကြောင်းပါအဲ့တော့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်